ပြင်းတော့ပြင်းနေဒါပေမဲ့ပါဇက်ကရမ်းမရသူများအတွက်ကဲတင်ရှင်ဘာဟင်းချရမလဲဆိုရမိကွန်ကကဘာပေါ်မှာခတ်ဆောင်မိကွန်ပါတယ်စံပြုတ်လားခောက်ဆွဲပြုတ်လားကျေးဥစီချက်လားစီချက်လားဒါမှမဟုတ်ဘာမှမလုပ်ချင်လို့အထမင်းဖြူနဲ့ဟင်းကားပဲတောက်လားဘာနဲ့ဆဆာလိုက်ဖက်လုံးစက်သားမွားကြောလို့မခေါ်ဘဲနဲ့အစင်ပြေမဲ့သူလို့ပဲနာမည်ပေးလိုက်ချင်တော့တယ်လုပ်နေကတော့ share လွဲကိုရနော်ဒါပေမဲ့လက်မောင်စက်သားကနည်းနည်းကြက်မယ်နော်ကျင်းသွားပြန်လို့တော့ပေါ့စက်သားကိုရေချိုးအဲ့လေစက်သားကိုရေစေးအမွှေးကြိုင်လေးချိုးငံလေးထည့်ပြီးတော့ရေခမ်းအောင်ပြုတ်ထားလိုက်နူးမှမွှားရတာလွယ်တာမို့လို့စက်သားကိုမညာတန်းပြုတ်ပါပြီးရင်တော့ဒီခန့်ကျင်ကြီးလက်ကင်ထားပြီးစက်သားထိုင်းမွှားပါရှင်ဒီအစ်စ်မှာစိတ်မရှိဘူးဆိုရင်စက်သားတုံးကြောဖြစ်သွားတတ်လို့ပါပြီးရင်တော့စီပူပူမှာရဲနေအောင်ကြောပြီးရင်ဆဲထားလို့ရပါပြီနောက်ဆုံးဆင်ကအသက်ပဲနော်စက်တော်နေကြောငဲ့တီကျန်းပတ်မုတ်လေးနဲ့ပေါင်းဖက်ပြီးတော့ကိုကင်းပူလေးတိုက်ပြီးသွားရင်တော့ပြောရင်တော့ထမင်းစီစံလေးသွားနေစားလိုက်ရှင်ပြီကိုကင်းပူလေးတိုက်လိုက်ရင်အဆင်ပြေသူလေးရပါပြီပြင်းတဲ့နေရတဲ့အတွက်အခုလေးရတာပေါ့စက်သားမွားကြောပါရှင်